ချက်ဟာမွေးကလေးကပြန်တန်းနိုင်တဲ့စွမ်းရည်နဲ့မွေးဖွားလာခဲ့တာကြောင့်ဘေးကင်းစေဖို့အတွက်ဖခင်ဖြစ်သူကအိမ်ပတ်ပတ်လည်မှာကာကွယ်ရေးပိုက်ကွန်တွေလုပ်ပေးထားခဲ့ပါတယ်ဒါပေမဲ့ချက်တယောက်အရွယ်ရောက်လာတာနဲ့အမျှပြန်တန်းပြီးထွက်မသွားနိုင်အောင်ထိန်းထားဖို့အတွက်ကိုတော့မိဘဖြစ်သူတွေအနေနဲ့ပူပူပြီးခက်ခဲလာခဲ့ပါတယ်ဒါကြောင့်အမေဖြစ်သူလည်းချက်ကိုမမြင်တွေ့ရတော့တဲ့အချိန်တွေမှာအမြဲပဲစိုးရိမ်တကြီးဖြစ်နေခဲ့ရရှာပါတယ်အဲ့ဒီလိုအချိန်မျိုးမှာတော့ဖခင်ဖြစ်သူကစူပါဟီးရိုးတယောက်လိုကောင်းကင်ယံကိုပြန်တက်သွားပြီးချက်ကိုလိုက်ရှာကအန်ရီကင်းကင်းနဲ့ပြန်ခေါ်လာလေတော့ရှိပါတယ်ဒီနေ့မှာတော့လူစိမ်းတယောက်ကဖခင်ဖြစ်သူစီအသီးတွေအများကြီးလာဝယ်ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူအနေနဲ့အဲ့ဒီလူစိမ်းဟာထူးခြားတဲ့စွမ်းရည်ရှိသူတွေကိုလိုက်လံဖန်ဆီးတဲ့သူချိုတယောက်ဖြစ်တယ်ဆိုတာကိုတော့လုံးဝသတိမထားမိခဲ့ပါဘူးအဲ့ဒီညမှာပဲချက်ရဲ့မိခင်ဖြစ်သူဟာစိတ်ထဲမှာတခုခုမှားနေတယ်လို့ခံစားမိတာကြောင့်ရုတ်တရက်နိုးလာခဲ့ပါတယ်အဲ့ဒီနောက်သူမရဲ့အာယုံခံစားမှုစွမ်းရည်ကိုတုံးပြီးခင်မုန်းဖြစ်သူကိုချက်ချင်းနိုးလိုက်ပါတယ်ဒီလိုနဲ့သူတို့ရဲ့အိမ်ကိုလက်နက်ကင်ထားတဲ့ရန်သူတွေအများကြီးဝိုင်းရံထားတာကိုသိလိုက်ရတဲ့အချိန်မှာတော့မိခင်ဖြစ်သူလည်းတုံးလို့သွားပါတော့တယ်ဖခင်ဖြစ်သူလည်းသူတို့နေတဲ့နေရာကိုရန်သူတွေတီးသွားမှန်းချက်ချင်းသဘောပေါက်လိုက်တာကြောင့်ပြန်တိုက်ခိုက်ဖို့အချိန်မရှိတော့ဘူးဆိုတာသိလိုက်ပါတယ်ဒါကြောင့်ဇနီးနဲ့သားဖြစ်သူကိုမြေအောက်ခန်းထဲကတဆင့်အမြန်ထွက်ပြေးဖို့ပြောခဲ့ပြီးသူကတော့တယောက်တည်းအပြင်ထွက်ပြီးရန်သူတွေကိုရင်ဆိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဖခင်ဖြစ်သူကဟန်ဆောင်ဖန်ခံမှုရွေးချယ်လိုက်ပေမဲ့ရန်သူတွေကတော့သူ့ရဲ့စွမ်းရည်တွေကိုကြိုသိနေပြီးသားဖြစ်တာကြောင့်လိုအပ်တာတွေအသင့်ပြင်ဆင်လာခဲ့ကြပါတယ်ဒီလိုနဲ့ဖခင်ဖြစ်သူကရန်သူတယောက်ကိုရုတ်တရက်ဖမ်းလိုက်ပြီးအကာအကွယ်ယူကပြန်တန်းထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့ရန်သူတွေကတယောက်မှလည်းထူးခြားတဲ့စွမ်းရည်တွေရှိနေတာကြောင့်ချက်ချင်းပြန်ပြီးသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့သူ့ကိုရန်သူတွေကစွမ်းအားတွေကိုစုပ်ယူနိုင်တဲ့အထူးပြုလုပ်ထားတဲ့ကြိုးတွေနဲ့ချီနှောင်လိုက်တာကြောင့်လေထဲမှာတန်းလန်းကြီးဖြစ်ပြီးဘာမှမလုပ်နိုင်ခဲ့တော့ပါဘူးသူ့စိတ်ထဲမှာတော့ဇနီးဖြစ်သူနဲ့သားကိုအမြန်ဆုံးထွက်ပြေးနိုင်ဖို့တိတ်တိတ်လေးဆူတောင်းနေရင်မြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းကျဆင်းလာခဲ့ပါတယ်တစ်ဖက်မှာတော့မိခင်ဖြစ်သူကချက်ကိုခေါ်ပြီးတခြားမျိုးတစ်မျိုးကိုထွက်ပြေးခဲ့ပါတယ်ချက်အနေနဲ့သူ့ရဲ့စွမ်းရည်ကိုထိန်းချုပ်ဖို့ခက်ခဲနေသေးတာကြောင့်မိခင်ဖြစ်သူရဲ့အကူအညီအမြဲတမ်းလိုအပ်နေခဲ့ပါတယ်ဒါကြောင့်ပဲမိခင်ဖြစ်သူကချက်ကိုအချိန်ပြည့်ကိုနဲ့မခွာပဲထားရတဲ့အခြေအနေကြောင့်လူတွေရဲ့အာယုံစိုက်ခြင်းကိုခံလာခဲ့ရပါတယ်အဲ့ဒီနောက်မိခင်ဖြစ်သူကအိမ်တလုံးဝယ်လိုက်ပြီးချက်ကိုသူ့စွမ်းရည်တွေကိုထိန်းချုပ်တတ်အောင်တင်ပေးခဲ့ပါတယ်ဒီလိုနဲ့ပဲမိခင်ဖြစ်သူရဲ့တင်ပြပေးမှုကြောင့်ချက်ဟာသူ့ရဲ့စွမ်းရည်တွေကိုနည်းနည်းချင်းစီထိန်းချုပ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းချက်ဟာအရွယ်တော့ရောက်လာခဲ့ပေမဲ့သူ့ရဲ့စွမ်းရည်တွေကအပြည့်အဝမထိန်းချုပ်နိုင်တတ်သေးတာကြောင့်ကျောင်းသွားတိုင်းမှာလေးလံနဲ့ကြောပိုးအိတ်တလုံးကိုလွှဲထားခဲ့ရပါတယ်